ပြင်ဆင်ခြင်းအသက်တာတရားတော်တရားဟောရာကျမ်းအခန်းကြီး30အငယ်14တရားတော်သည်သင်ဆောင်ရှောက်ဖို့ရာသင်နှင့်အလွန်နီး၏သင်ဤနှုတ်၌၎င်းသင်ဤနှလုံး၌၎င်းရှိ၏အာမင်ဆုတောင်းကြပါစို့အသက်ရှင်တော်မူသောနှုတ်ကပတ်တော်၏အရှင်ဘုရားသခင်ကိုရောပြုတော်မူသောကျေးဇူးအားဖြင့်နှစ်သိ၏လမ်းခီးတွင်ကိုရော၏စကားတော်သည်အကျွန်ုပ်တို့အားလမ်းပြသောအလင်းဖြစ်စေတော်မူပါအဖနှုတ်ကပတ်သမာတရားသည်အကျွန်ုပ်တို့နှလုံးသားနှင့်နီးသည်ဖြစ်၍နေ့စဉ်နှလုံးသွင်းကအသက်ရှင်တတ်ရန်တွင်တင်တော်မူပါအဖနှုတ်ကပတ်တော်အားစောင့်ရှောက်ခြင်းအဖြစ်နှစ်သိ၏စိန်ခေါ်မှုအားလုံးကိုအောင်မြင်စွာဖြတ်သန်းနိုင်စေတော်မူပါအလိုတော်ဝန်ခံလျက်သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်